ကဲစဉ်းစားပြီးတော့ကြည့်အောင်ရုပ်နဲ့နာမ်ဆိုတာလေးတွေကိုအသေးစိတ်ကြည့်အောင်စာအုပ်ထဲမှာရှင်းပြထားတာကရှိသမျှဖြစ်သမျှရနိုင်သမျှအားလုံးကိုမြတ်စွာဘုရားကတရားဒေသနာတော်မှာအကုန်ဟောတယ်သို့တော့အဲ့ဒီထဲကအသုံးချဖို့အတွက်ကြတော့လိုအပ်တဲ့ဟာလေးတွေကိုသိဖို့လိုတယ်ပေါ့လူတွေရဲ့တဏ္ဍာမှာအလုံးအဘိဓမ္မာလေးလာတဲ့ပုဂ္ဂိုလ်တိုင်းပရမတ္ထလို့ဆိုတဲ့ထာဝရမှန်ကန်နေတဲ့အမှန်သို့ပဲကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တဲ့အတိနဲ့သိနိုင်တဲ့တရားဓမ္မပရမတ်၄မျိုးဆိုတာအလုံးသိကြတဲ့အတိုင်းစိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့နိဗ္ဗာန်အဲ့ထဲမှာနိဗ္ဗာန်ဆိုတာအတာထားလိုက်ဟုတ်ကဲ့လားနိဗ္ဗာန်ဆိုတာကမျက်မှောက်ပြုရမယ့်တရားအနေနဲ့ထားလိုက်စိတ်စေတသိက်ရုပ်နော်အဲ့ဒီထဲကိုအကျဉ်းထပ်ချုပ်လိုက်မယ်ဆိုရင်စိတ်နဲ့စေတသိက်ကိုနာမ်လို့ခေါ်တယ်ရုပ်ကရုပ်အဲ့တော့ပေါင်းလိုက်တော့ရုပ်နဲ့နာမ်နှစ်ခုပဲရှိတယ်လို့ဒီလိုမှတ်ထားဟုတ်ကဲ့လားပရမတ္ထတရားဟာရှုမှတ်ပွားများဖို့ရာအတွက်ရုပ်နဲ့နာမ်နှစ်ခုလို့အဲ့ဒီယုံနာနှစ်ခုလုံးဝချုပ်ငိမ့်သွားတာကိုနိဗ္ဗာန်လို့ခေါ်တာကဲကောင်းပြီမြတ်စွာဘုရားကခန္ဓာ၅ပါးကိုဟောတဲ့အခါမှာသိလွယ်အောင်လို့ထင်ရှားတာကိုအရင်ဟောတယ်ရူပခန္ဓာဥစ္စာဟောတယ်နော်ရူပခန္ဓာဟောပြီးတော့မှဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဆိုတာတွေကိုဟောတယ်ပြီးတော့မှဝိညာဉ်နဲ့ခန္ဓာကိုဟောတယ်နာမ်ခန္ဓာ၄ပါးကိုနောက်မှဟောတယ်သိလွယ်အောင်လို့အဲ့ဒီတိုင်းပဲဘုန်းကြီးတို့ဝိပဿနာအနေနဲ့နည်းနည်းကြည့်ရအောင်ရုပ်ဆိုတဲ့တရားလေးမှာကြည့်အဘိဓမ္မာသဘောကရုပ်ဆိုသည်မှာခန္ဓာကိုယ်ထဲမှာရှာပြီးတော့ကြည့်ရုပ်နဲ့နာမ်နဲ့ဘယ်လိုဆက်သွယ်ပြီးတော့ဖြစ်ပေါ်လာသလဲဆိုတာကိုယ့်ရဲ့နေ့စဉ်ဘဝလေးမှာကြည့်ကိုယ်မှာပါရှိတယ်မျက်စိရှိတယ်အရာစကားနဲ့ပဲပြောပါစို့စာစကားနဲ့ပြောရင်စက္ခုပတာရပေါ့နော်မျက်စိရှိတယ်မျက်စိနဲ့မြင်စရာအာယုံရှိတယ်ဒီနှစ်ခုကိုအကြမ်းပြမှတ်လိုက်မျက်စိရဲ့မြင်စရာအာယုံရဲ့အဲ့မြင်စရာအာယုံကမျက်စိမှာလာပြီးတော့တိုက်လိုက်တဲ့အချိန်မှာဘာဖြစ်လာတော့ဆိုရင်မြင်သိစိတ်ပေါ်မလာဘူးလားစိတ်ကအဲ့ဒီမှလာတာနော်အဲ့တော့မျက်စိလို့ခေါ်လိုက်တာလူမှာတော့လူတယောက်မှာမျက်စိနှလုံးရှိတယ်ထားပါတော့အဲ့ဒီမျက်စိလို့ပြောတာတခုတည်းကိုပြောတာမဟုတ်လားမျက်စိလို့ဆိုတာကြည့်တခုတည်းလို့ထင်နေကြတယ်မဟုတ်လားလူတွေမှာအဘိဓမ္မာကြလို့ရှိရင်အဲ့မျက်စိကတခုတည်းမဟုတ်ဘူးအ ਨੇ ဆုံးရုပ်10ခုပေါင်းထားတာအဲ့ဒီမှာဒါအဘိဓမ္မာက analyze လုပ်ပြတယ်မျက်စိလို့ခေါ်တဲ့အရာထဲမှာဘာတွေပါတော့ဆိုလို့ရှိရင်ပထဝီဆိုတဲ့မာတဲ့ပြောတဲ့သဘောအတုံးခဲဖြစ်နေတဲ့ solidity လို့ခေါ်တာပထဝီပါတယ်အဲ့ဒါလို့အတုံးခဲဖြစ်နေအောင်စုစည်းပေးထားတာကအာဘောအဲ့ဒီစုစည်းပေးထားတဲ့အရာကိုအေးစေပူစေတာကတေဇောတစ်ခုနဲ့တစ်ခုပြဲပြီးတော့ထွက်မသွားအောင်တွန်းကန်ပေးထားတာကဝါယောဟောဓာတ်ကြီးလေးပါလူတွေပြောနေတဲ့မျက်လုံးလို့ဆိုတဲ့အထဲမှာကြည့်လိုက်လို့ရှိရင်တစ်ခုတည်းမဟုတ်ဘူးအခု၄ခုရှာတွေ့ပြီနော်ဒါ၄ခုရှာတွေ့နေပြီပြောတဲ့မှာတဲ့အတုံးခဲသဘောလေးတစ်ခုရှိတယ်အဲ့ဒီအတုံးခဲလေးဖြစ်နေအောင်ဘယ်သူကစုစည်းပေးတာတော့အာဘောကစုစည်းပေးတာလေစုပေးတာဆိုတာကြည့်ပေါင်မုံဖုတ်တဲ့အခါကျတော့ပထမပေါင်မုံကဘာကိုဖုတ်တာတော့ဂျုံမုံနေဒီတိုင်းထားရင်သူကသူတမုံစီနေတာမဟုတ်လားဘာနဲ့အလုံးခဲဖြစ်အောင်လုပ်တာဟောအာဘောကစုပေးတာအဲ့ဒါနော်စုပေးလိုက်တဲ့အခါကျအလုံးခဲဖြစ်သွားဒါကြောင့်မို့ပထဝီနဲ့အာဘောကသူတို့စုပေးအဲ့ဒါလေးကိုတဖြည်းဖြည်းမားလာအောင်ဘယ်သူကလုပ်တာတော့တေဇောအပူကမားလာအဲ့ဒါလို့စုခဲထားပြီးသားလေးကိုပြဲထွက်မသွားအောင်ဘယ်သူကနေတွန်းပေးထားတာတော့သို့မဟုတ်ဆွဲစိတ်ထားတာတော့ဆို gravity ပေါ့ဝါယောဟောပေါင်းလိုက်တော့ဒီဓာတ်ကြီးလေးပါးဟာဒါရုပ်တရားတွေရဲ့အမာခံတစ်ခုပဲအဲ့ဒီပုံမှာနောက်ထပ်ရှာကြည့်လိုက်အောင်ဘာတွေ့တော့ဆိုကာလာဆိုတဲ့အစင်းကလေးရောမတွေ့ဘူးလားပြီးတော့
နှာခေါင်းလေးနဲ့မြန်နမ်းကြည့်မယ်ဆိုရင်အနံ့ရောမရှိနိုင်ဘူးလားရှိနိုင်တယ်ရှာနဲ့ရက်ကြည့်ရင်ရောအရသာမရှိနိုင်ဘူးလားရှိနိုင်တယ်ဟောဒါတွေလည်းတွေ့လာနိုင်သူ့မှာတခြားရုပ်တွေကိုဖြစ်ပွားစေနိုင်တဲ့ဩဇာဓာတ်ရောသူ့ထဲမှာမရှိဘူးလားရှိတယ်ဆိုတော့ပထဝီဓာတ်က4ခုဓာတ်ကြီးက4ခုနဲ့ဓာတ်ကြီး4ပါးပေါ်မှာပြီးနေတဲ့ရုပ်က4ခုဆိုဘယ်နှခုဖြစ်သွား10ခုအဲ့ဒါဟာ inseparable indivisible ခွဲလို့မရဘူးတဲ့ခွဲလိုက်ရင်ရုပ်ဆိုတာမရှိတော့မျက်လုံးဆိုတာမရှိတော့ဒီရုပ်10ခုပေါင်းထားတာကိုပဲမျက်လုံးလို့ခေါ်နေကြတာเนาะဒါအဘိဓမ္မာခွဲပြတာကိုယ့်ဘာကိုယ်လည်းဒါကိုအာယုံပြုတ်ပြီးတော့ကြည့်ဒါတွေဟာတစ်ခုစီခွဲထုတ်လိုက်လို့ကိုမရဘူးအလုံး10ခုပေါင်းမှ8 in 1ပေါ့ဟုတ်လား10ခုကိုတစ်ခုတည်းလှုပ်ထားတာဒါတွေမကဘူးသူကဘာရှိသေးတယ်ဆိုရင်ဒီထဲမှာသက်ဆောင်ဓာတ်ဆိုတဲ့ဇီဝရှိသေးတယ်ဇီဝိတ္တိန်တွေရှိသေးတယ်ဒီဇီဝိတ္တိန်တွေကကန့်ကြောင့်ဖြစ်တယ်ဘာဖြစ်လို့ဒီရုပ်တွေဟာဆက်လက်ပြီးတော့ဘာကြောင့်ရှင်သန်နေတော့ဆိုရင်ဇီဝိတ္တိန်တွေကြောင့်ရှင်သန်နေကြတာဆက်ပြတ်မသွားဘူးဆက်ပြီးရှင်သန်နေတယ်ဒါတွေမဲ့လားဆိုမဟုတ်သေးဘူးအဲ့ဓာတွေကိုပြပအာယုန်တွေထင်ဟပ်လာစေနိုင်လောက်အောင်အကြည်တက်ကလေးရှိနေတယ်အဲ့ဒါကသက္ခုပတာရတဲ့ပေါင်းလိုက်တော့ဘယ်နှခုဖြစ်သွား10ခုဖြစ်သွားဟုတ်ကဲ့လားမျက်လုံးဆိုတဲ့ထဲမှာဒီ10ခုနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုသိရအဲ့ဒါလို့10ခုနဲ့ဖွဲ့စည်းထားတာငကိုယ်တော့ကမျက်လုံးဟာတစ်လုံးပဲတစ်ခုတည်းပဲလို့ဒီလိုထင်တယ်အဲ့ဒါလို့ထင်နေတာဟာခဏလို့ခေါ်တယ်စုခဲနေတာစုနေတာကိုတစ်ခုတည်းလို့ထင်တယ်တစုကိုတစ်ခုတည်းလို့ထင်နေကြတယ်ထင်နေသည့်အတွက်ကြောင့်အနိစ္စသဘောတရားဒုက္ခသဘောတရားအနတ္တသဘောတရားတွေမပေါ်လာနိုင်ဘူးပေါ့ဟောအဘိဓမ္မာကခွဲခြားပြီးတော့ပြလိုက်တဲ့အခါကျတော့ခဏဆိုတဲ့စုခဲနေတာကြီးတစ်ခုကပြဲသွားတာတစ်မျိုးစီတစ်မျိုးစီဘာဖြစ်လို့တစ်မျိုးစီဖြစ်တုံးဆိုစွမ်းဆောင်မှုတွေကတစ်မျိုးစီပဲပထဝီရဲ့စွမ်းဆောင်မှုကတစ်မျိုးအာဘောရဲ့စွမ်းဆောင်မှုကတစ်မျိုးတေဇောရဲ့စွမ်းဆောင်မှုကတစ်မျိုးဟောသူတို့ရဲ့ function လို့ခေါ်တဲ့စွမ်းဆောင်မှုတွေသူတို့ရဲ့ဆောင်ရွက်မှုတွေတစ်ခုစီကြည့်ပဲအကုန်လုံးအဲ့ဒီတစ်ခုတွေကိုတစ်ခုစီတွေကိုစုလိုက်တဲ့အခါကျတော့10ခုအဲ့ဒီ10ခုကိုမှဟောတာမျက်စိလို့လူတွေခေါ်နေတဲ့ထဲမှာဒါရင်လားဆိုမကသေးဘူးနော်ဒါကကန့်ကြောင့်ဖြစ်တာ10ခုကိုပြောတာဥဒုကြောင့်ဖြစ်တာ10ခုရှိသေးတယ်အာဟာရကြောင့်ဖြစ်တာ10ခုရှိသေးတယ်ဟုတ်လားစိတ်ကြောင့်ဖြစ်တာ10ခုရှိသေးတယ်နောက်ဒီပြင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဓာတ်သဘောတွေပေါင်းလိုက်မယ်ဆိုရင်မျက်စိဆိုတဲ့ထဲမှာအများကြီးပဲအဲ့ဒါတွေအကုန်လုံးစုထားတာကမှမျက်စိလို့တစ်လုံးနဲ့ခေါ်လိုက်တာ